အားလုံးပဲမင်္ဂလာပါညီမနာမည်ကတော့စီဇဝါခင်ထုံပါဒီနေ့ကတော့ People Management Subject အတွက် presentation တစ်ခုပြုလုပ်တော့ပါမယ်နားဆင်ပေးကြပါဒီနေ့ presentation ရဲ့အကြောင်းအရာကတော့ခေါင်းစဉ်6ခုရှိပါတယ် Good Performance Management System အကြောင်း Performance Appraisal အကြောင်း Importance of a grievance and disciplinary policy အကြောင်း Motivating staff through reward အကြောင်းရဲ့ Recognizing excellent staff members Types of pay scheme ဆိုပြီးတော့အကြောင်းအရာခေါင်းစဉ်6ခုရှိပါတယ်ပထမဆုံးတစ်ခုကိုစပြောပါမယ် What is a good performance management system Organization တစ်ခုမှာရေရှည်တည်တံ့ဖို့ရဲ့ကြီးထွားဖို့အတွက်ဖွံ့ဖြိုးတိုးတက်မှုအတွက်ကောင်းမွန်တဲ့ performance management system တစ်ခုလိုအပ်ပါတယ်။အဲ့ဒါဆိုရင်ကောင်းမွန်တဲ့ performance management system မှာပါဝင်တဲ့အဓိကကျတဲ့အကြောင်းအရာခေါင်းစဉ်၅ခုကိုပြောသွားမယ်။ပထမဆုံးတစ်ခုကတော့ planning ဆိုတဲ့ plan ဆွဲတာစီစဉ်ရေးဆွဲတာကိုပြောတာဖြစ်ပါတယ်။စီစဉ်ရေးဆွဲရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ aims အကြောင်းလုပ်ငန်းတစ်ခုရဲ့ရည်မှန်းချက်တွေနောက်ပြီးတော့ target တွေကိုရောက်ရှိဖို့အတွက်ဖြစ်ပါတယ်။ဥပမာကျောင်းတစ်ကျောင်းကတစ်နှစ်ဆိုတဲ့အချိန်တော်တွင်းမှာကျောင်းသားအယောက်100ကိုတိုးပြီးတော့ခေါ်ဆောင်ခြင်းတယ်။အဲ့ဒါကဒီကျောင်းရဲ့ aim ဖြစ်ပြီးတော့ target တွေဖြစ်ပြီးတော့အဲ့ဒါကိုအကောင့်ထဲပေါ်ဖို့အတွက် plan ဆွဲဖို့ plan ရေးဆွဲဖို့လိုအပ်ပါတယ်နောက်တစ်ခုက organizing လုပ်ငန်းခွင်တစ်ခုမှာ manager တစ်ယောက်ကပဲအလုပ်တွေအားလုံးကိုလုပ်လို့မရပါဘူးအဲ့ဒီတော့ဘယ်သူကပဲအလုပ်ကိုလုပ်ရမယ်ဆိုတာကိုစီမံခန့်ခွဲတဲ့အလုပ်ကိုတာဝန်ပေးဖို့ organize လုပ်ဖို့အတွက်ကအရေးကြီးပါတယ်နောက်တစ်ခုကတော့ coordinating ပူးပေါင်းဆောင်ရွက်ခြင်းဒီဟာကိုရှင်းပြဖို့အတွက်ခုနဥပမာကိုပဲပြန်ပြောပါမယ်။မှာကျောင်းတစ်ကျောင်းမှာကဒီကျောင်းသားအယောက်100ကိုထပ်တိုးပြီးတော့ခေါ်ဖို့ရည်မှန်းချက်ချထားတယ်ဆိုရင်ဒါ marketing ဌာနကပဲကျောင်းသားတွေကိုစုဆောင်းဖို့အတွက်တာဝန်ရှိတာမဟုတ်ပါဘူး။ marketing ဌာနကနေတင်ကြားရေးဌာနနဲ့ပူးပေါင်းပြီးတော့ဘယ်လိုမျိုး marketing ဆင်မလဲဘယ်လိုမျိုး promotion လုပ်မလဲဥပမာဒီကျောင်းကဆရာဆရာမတွေအကြောင်းမိတ်ဆက်ပေးတာဒါမှမဟုတ်ဒီကျောင်းမှာတင်တဲ့တင်ရိုးတွေကိုတတိတခြားလေးရှင်းပြပေးဖို့အတွက် marketing နဲ့ဒီတင်ကြားရေးဌာနကပူးပေါင်းဆောင်ရွက်တယ်ဆိုရင်ပို့ပြီးတော့အကျိုးရှိထိရောက်ပြီးတော့ကျောင်းသားတွေကိုပို့ဆွဲခေါ်နိုင်မှာဖြစ်ပါတယ်ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်နောက်တစ်ခုကတော့ commanding ကြတော့ကိုယ်လက်အောက်မှာရှိတဲ့ဒါဝန်ထမ်းတွေကိုသူတို့မသိတာတွေရှင်းပြပေးတာနောက်ပြီးတော့လမ်းဆောင်အဲလမ်းဆောင်ပြတာဥဆောင်ပေးတာကို commanding ကိုပြောပါတယ်နောက်ဆုံးတစ်ခုကတော့ controlling ဒါ manager တယောက်အနေနဲ့ကိုယ့်ရဲ့လက်အောက်ငယ်သားတွေရုံးကိုပုံမှန်တက်နေလားသူတို့အလုပ်ကိုတတိချာချာလုပ်နေလား target တွေမိလားအဲ့ဒါတွေကိုတတိချာချာကြီးကြပ်ဖို့အတွက်ကတော့ controlling လုပ်ဖို့လိုအပ်ပါတယ်ဒီအဓိကအချက်၅ချက်ရှိမယ်ဆိုရင် organization တစ်ခုကကောင်းမွန်တဲ့ performance management system တစ်ခုရှိတယ်လို့ဆိုနိုင်ပါတယ်ရှစ်ဆက်ပြီးတော့ဒါလုပ်ငန်းခွင်တစ်ခုမှာညံ့တဲ့ performance management တစ်ခုရှိတယ်ဆိုရင်မကောင်းတဲ့ performance management တစ်ခုရှိတယ်ဆိုရင်လုပ်ငန်းကိုဘယ်လိုအကျိုးသက်ရောက်နိုင်လဲ
ဆိုတာကိုပြောပြသွားပါမယ်ပထမဆုံးတစ်ခုကဒီလုပ်ငန်းတစ်ခုကလမ်းမှန်နဲ့သူ့ရဲ့ပန်းတိုင်ကိုရှေ့ဆက်သွားဖို့ကဖြစ်နိုင်မှာမဟုတ်ပါဘူးနောက်တစ်ခုကတော့ဌာနနဲ့ဌာနတစ်ခုပူးပေါင်းဆောင်ရွက်မှုအခြေဆက်လုံးဝမရှိဘူးဆိုရင်ဘလောက်ပဲကိုယ့်ဌာနကစူးစမ်းပိုလိုအလားဟတ်ဖြစ်ပြီးစူးစမ်းအထောက်အမှုတွေကအလားဟတ်ဖြစ်ပြီးတော့ကိုလိုချင်တဲ့ပန်းတိုင်ကိုရောက်မှာမဟုတ်ပါဘူးနောက်တစ်ခုကတော့ဝန်ထမ်းတွေကိုထိန်းချုပ်ဖို့ခက်ခဲခြင်းနောက်ဆုံးတစ်ခုကတော့ဒီလုပ်ငန်းခွင်ကရင်းနှီးထားတဲ့အရင်းအနှီးတွေရန်ပုံငွေတွေကအလဟတ်ဖြစ်ပြီးတော့ကိုထင်ထားသလောက်ပြန်မရတာဖြစ်ပါတယ်နောက်ခေါင်းစဉ်တစ်ခုက how to conduct performance appraisal အရင်ဦးဆုံး appraisal ဆိုတဲ့အကြောင်းအရာကိုရှင်းပြပေးခြင်းပါတယ် appraisal ဆိုတာကဒီလုပ်ငန်းတစ်ခုမှာရှိတဲ့ဝန်ထမ်းတစ်ယောက်ကိုသူ့ရဲ့အထက်မှာရှိတဲ့အထက်လူကြီးကသူဒီဝန်ထမ်းတစ်ယောက်ရဲ့လုပ်ရည်ကိုင်ရည်အားသာချက်အားနည်းချက်တွေနောက်ပြီးတော့ဒီဝန်ထမ်းတစ်ယောက်အပေါ်ဘလို့ထင်မြင်ချက်တွေရှိလဲဆိုတာကိုပုံမှန်လင်းလင်းနဲ့လိုက်မဲ့ပြီးဆွေးနွေးနိုင်တဲ့အကြောင်းကိုဒီ appraisal လို့ခေါ်ပါတယ်ဒီလိုမျိုး appraisal ကိုဘလို့ကျင်းပလဲဆိုရင်ရတော့အဖြစ်အဲ့ဒီဝန်ထမ်းရဲ့သူ့ရဲ့အထက်လူကြီးရဲ့နှစ်ယောက်တည်း interview ပုံစံနဲ့ဝန်ထမ်းဘက်ကလည်းသူအဲသိရှိတဲ့အကြောင်းအရာလေးတွေဒါမှမဟုတ်သူ့မှာခက်ခဲရှိနေရင်လည်းပုံမှန်လေးတွေတိုင်မွေးဆွေးနွေးဖို့အခွင့်အလမ်းရရှိပြီးထက်လူကြီးဘက်ကနေဒီအခွင့်အလမ်းကိုအသုံးချပြီးတော့သူ့ဘက်မှာဒါဝန်ထမ်းရဲ့ပြင်ဆင်စရာဒါမှမဟုတ်လိုအပ်ချက်လေးတွေကိုပုံမှန်လေးနဲ့ညှိနှိုင်းပြောဆိုနိုင်မယ်အဲ interview ပုံစံmeeting ပုံစံမျိုးperformance appraisal ကိုကျင်းပလေးရှိပါတယ်နောက်ခေါင်းစဉ်တစ်ခုကတော့ grievance and disciplinary policy ဒါကြတော့လုပ်ငန်းခွင်တစ်ခုမှာချမှတ်ထားတဲ့စီမင်းစည်းကမ်းတွေနဲ့ပတ်သက်ပြီးသူ့ရဲ့လမ်းစဉ်နဲ့ပတ်သက်ပြီးတော့ပြောသွားတာဖြစ်ပါတယ်တမဆုံးဒီလိုမျိုး grievance and disciplinary policy ကိုချမှတ်ရတဲ့အကြောင်းရင်းကတော့ဒီကလုပ်ငန်းခွင်မှာမလိုလားအပ်တဲ့ပြဿနာကိုရှော့ချဖို့ဖြစ်ပါတယ်မလိုလားအပ်တဲ့ပြဿနာတွေထဲမှာဒါ workforce လုပ်ငန်းခွင်တစ်ခုမှာအသက်အရွယ်ဒါမှမဟုတ်ပညာရေးမိသားစုနောက်ခံဒါမှမဟုတ်လူမျိုးရေးဘာသာရေးကွဲပြားမှုကြောင့်ဖြစ်ပေါ်နိုင်တဲ့ခွဲခြားဆက်ဆံမှုကိုပြောတာဖြစ်ပါတယ်အဲ့ဒါတွေကိုရှော့ချဖို့အတွက်ဒီ grievance and disciplinary policy ကိုချမှတ်ရတာဖြစ်ပါတယ်နောက်အကြောင်းရင်းတစ်ခုကတော့ work ethnicity သူကြတော့ဝန်ထမ်းတစ်ယောက်ကဒါချမှတ်ထားတဲ့စည်းကမ်းတွေလိုက်နာနိုင်နေလား deadline တွေမီလားသူလုပ်ရမယ့်တာဝန်တွေကိုအောင်ပြင်းပြင်းနဲ့ပြီးမြောက်အောင်လုပ်နေလားကိုသိရှိဖို့အတွက်ဒီ policy တွေကလည်းလိုအပ်ပါတယ်နောက်ဆုံးအကြောင်းရင်းကတော့ဒီဝန်ထမ်းတွေရဲ့အလုပ်ပေါ်ကျေနပ်အားရမှုနောက်ပြီးတော့ဝန်ထမ်းချင်းတင်မြတ်မှုနောက်ပြီးတော့ပုံပွင့်လင်းလင်းနဲ့သူတို့ရဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက်ဒီလိုမျိုးစီမင်းစည်းကမ်းချက်တွေကိုချမှတ်ရတာဖြစ်ပါတယ်နောက်ခေါင်းစဉ်တစ်ခုကတော့ motivating staff through reward စုငွေချီးမြှင့်ခြင်းအပြင်စုချီးမြှင့်ခြင်းအပြင်ဝန်ထမ်းတွေကို motivation ပေးခြင်းဒီခေါင်းစဉ်ကိုဒီစုချီးမြှင့်တဲ့နေရာမှာသူက6မျိုးခွဲထားတာရှိပါတယ်ပထမတစ်ခုကတော့ commission သူကြတော့ဝန်ထမ်းတွေကို
ပေးတယ်ဆိုတာထက်ဒီလိုမျိုးအယောင်းဝန်ထမ်းတို့နောက်ပြီးတော့ service ပိုင်းမှာလုပ်တဲ့သူတွေဆိုရင်ကိုက customer ရရင်ရသလောက်အယောင်းဆိုရင်လည်းအယောင်းဝန်ထမ်းဆိုရင်လည်းကုန်ပစ္စည်းကိုရောင်းရင်ရောင်းသလောက်ရနိုင်တဲ့အပိုးစုကြီးငွေကို commission လို့ပြောပါတယ် commission ကိုပေးခြင်းအပြင်ဝန်ထမ်းတွေကို motivation နှိုးဆော်ပေးနိုင်ပါတယ်နောက်တစ်ခုကတော့ profit sharing profit sharing ကြတော့ဒီလုပ်ငန်းကမျက်ရည်မြတ်တယ်လို့ဒီဝန်ထမ်းတွေကိုပုံမှန်လစာအခြေခံလစာအပြင်တခြားစုကြီးငွေကိုထပ်ပြီးပေါင်းပေးတာကို profit sharing လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ bonus bonus ကြတော့6လတစ်ခါဒါမှမဟုတ်တစ်နှစ်တစ်ခါနှစ်ကုန်မှာပေးလေးရှိတဲ့အပိုစုကြီးငွေကို bonus လို့ခေါ်ပါတယ်နောက်တစ်ခုကတော့ performance related pay အဲ့ဒါကြတော့ဝန်ထမ်းတွေလည်းအလုပ်ကိုလုပ်ရင်လုပ်သလောက်အချိန်ပိုဆင်းရင်ဆင်းသလောက်သူတို့စူးစမ်းအားထုတ်ရင်အားထုတ်သလောက်ရတဲ့ထိုက်တဲ့စုချင်းငွေကိုပတ်စံကို performance related pay လို့ခေါ်ပါတယ်နောက်ဆုံးအနေနဲ့ share ownership ကြတော့ဒါဝန်ထမ်းတွေကိုဒီကုမ္ပဏီရဲ့ share ဝေစုတွေကိုခွဲပေးတာဒါမှမဟုတ် share ရဲ့ဒီကုမ္ပဏီမှာရှိတဲ့ဒီ share တွေဒါမှမဟုတ် stock တွေကိုခွဲပေးတာကို share ownership လို့ခေါ်ပါတယ်ဒီလိုလုပ်ခြင်းအပြင်ဝန်ထမ်းတွေကို motivation ပေးလို့ရပါတယ်နောက်ပြီးတော့ဒီလိုမျိုးဝန်ထမ်းတွေနဲ့အတူတူခရီးထွက်တာတွေညစာစားပွဲတွေကိုကျင်းပခြင်းအပြင်လည်း motivation ပေးလို့ရပါတယ်နောက်ခေါင်းစဉ်တစ်ခုကတော့ recognizing excellent staff ကိုယ်မှာရှိတဲ့ထူးချွန်ပြောင်မြောက်တဲ့ဝန်ထမ်းတွေကိုဒါက sharp အတိမတ်ပြုတာကိုပြောတာအဲ့ဒါကြတော့ဘလို့အတိမတ်ပြုနိုင်လဲဆိုရင်တို့ရဲ့ performance လုပ်ရကိုင်ရပေါ်မှာအတိမတ်ပြုနိုင်တယ်နောက်ပြီးတော့တို့ရဲ့စိတ်နေစိတ်ထား personality နောက်ကိုအချင်းစရိုက်ပေါ်ကြည့်ပြီးတော့သူ့မှာတသက်ကြွရှိတယ်ဆိုရင်ညနေတသက်ကြွနဲ့ဒီ project တစ်ခုလုပ်တယ်ဆိုရင်လေတသက်ကြွနဲ့ပါဝင်ပေးတာကိုကြည့်ပြီးတော့သူကထူးချွန်ပြမြောက်တဲ့ဝန်ထမ်းဆိုတာကိုသိနိုင်တယ်နောက်တစ်ခုက reliability သူဆိုရင်အမြဲတမ်းအားကိုးရတယ်နောက်မကြဘူးကြိုတင်ပြင်ဆင်မှုအားကောင်းတယ်အဲ့လိုမျိုးအရာတွေအချက်တွေကိုကြည့်ပြီးတော့လေဒီထူးချွန်ပြောင်မြောက်တဲ့ဝန်ထမ်းတွေကိုသိရှိနိုင်ပါတယ်နောက်တစ်ခုက professional growth အချိန်ကြာရင်ကြာသလောက်ကြာတာနဲ့အများဒီလုပ်ငန်းနဲ့ပို့ပြီးတော့ကျင်လည်လာတယ်နောက်ပြီးတော့ဒီအလုံးနဲ့ပို့ပြီးတော့ရင်းနှီးလာတယ်ကျွမ်းကျင်လာတယ်ဆိုရင်ဒါကဒီဝန်ထမ်းတစ်ယောက်ဟာထူးချွန်ထက်မြက်တယ်ဆိုတာကိုသိနိုင်ပါတယ်နောက်ဆုံးတစ်ခုကတော့ customer တွေ client တွေစီကဒီတိုက်ရိုက် feedback ကိုနားထောင်ပြီးတော့ဒီဝန်ထမ်းနဲ့ပတ်သက်ပြီးတော့ဒီကောင်းမွန်တဲ့ဝန်ထမ်းလားထူးချွန်တဲ့ဝန်ထမ်းလားဆိုတာကိုသိနိုင်ပါတယ်နောက်ဆုံးခေါင်းစဉ်တစ်ခုကတော့ types of pay scheme ဆိုတဲ့လစာပေးတဲ့အခါမှာပုံစံအမျိုးမျိုးအကြောင်းဖြစ်ပါတယ်ပထမတစ်ခုက wages wages ဆိုတာကတော့တပတ်စာလိုအားကကိုပြောတာဖြစ်ပြီးတော့ပုံမှန်အားဖြင့်ငွေနဲ့ပေးချေတာလည်းရှိသလိုတခါတရံကြတော့လည်းဘဏ်နဲ့လွှဲပေးတာလည်းရှိတယ်နောက်တစ်ခုက time rate ကြတော့တနာရီလိုအားကကိုပြောတာဖြစ်ပါတယ်တနာရီမှာရတဲ့လိုအားကနောက်တစ်ခုက piece rate ကြတော့ကိုဒီအလုပ်တစ်ခုကိုပြီးရင်ပြီးသလားရတဲ့ငွေပမာဏဖြစ်ပါတယ်ပမာအထည်ချုပ်ဆိုရင်တနားအထည်သုံးအထည်အထည်အပေါ်မူတည်ပြီးတော့ကိုကဒါစာရတာပတ်စံရတာကိုပြောတာဖြစ်တယ်နောက်ဆုံးတစ်ခုကတော့ salary လစာဖြစ်ပြီးတော့သူကြတော့တစ်လတစ်ခါပုံမှန်ရပြီးမြတ်တော့အဖြစ်အကောင့်ကိုတိုက်ရိုက်လွှဲပြီးဖြစ်တယ်ဟုတ်ပြီအဲ presentation ကတော့ဒီအထိပါပဲအခုချိန်ထိထောင်ပေးတဲ့အတွက်
နောက်အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်